မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Spider နဲ့ရက်တရာအသက်ရှင်သွားမှာပဲရှိပါတယ်။ကဲဗီဒီယိုလေးကိုစလိုက်ကြရအောင်။ဟေးကျွန်တော်ဒီမှာတော့ဒီမှာစပွန်နေတိုးရီတော့မှရှိရပြီးသားမှမလုပ်ဘူး။ကျွန်တော်တစ်ပင်နဲ့တင်မတူဘူးဗျ။ကဲကျွန်တော်မှတပင်ဒါမှကျွန်တော်ဒီကောင်းနေရင်ကြည့်လိုက်အောင်ကျွန်တော်။ကဲအားလုံးပဲမင်္ဂလာကျွန်တော်နေရာတိုးဆိုင်ကိုပြပါတယ်။ကဲနောက် micro video တွေကိုကြည့်ကျင်နေဆိုတော့ဘိုက်ပိုင်လားမသိဘူးကောင်းပါအဲ့တော့ဒီကောင်းမယ်ကြည့်ရတော့ခင်ဗျကျွန်တော်တင်ပါကျွန်တော်တို့ micro video ကိုခုမှစတင်နေလူငယ်လေးပါအိုးမနော်တော့ဒီမှာမိုင်းလို့ရှိရင်နော်ဒီမိုင်းလာတူမထားနေမှာဟိုမှာကော့တီပဲဗျူတူရတော့မတက်ပြီမှကြည့်နေရပြီတော့ပြီးတော့ကဲကောင်းပြီစင်တက်ပဲလားကဲမင်းငါကဘာပြန်ပြပါလိမ့်ကွာတော့မတီးလားကြောက်ပါမကဲ3កောင်တော့ရပြီအစားစားတော့ကျွန်တော်ရုံးတော့ကျွန်တော်တိခိုးမယ်โอเคကျွန်တော်ဒီနေ့မှာကိုကတော့ရက်0ပဲရှိပါသေးတယ်ခင်ဗျโอเคဒီကနေ့နော်ပင်ခုံးမယ်ခုတ်တာရပြီโอเคဒါလေးလုံးမယ်စားစားတော့ကြည့်မယ်စားစားတော့လည်းစီထောင်းလာရမယ်နော်ဒီလိုက်တော့ရောကွာမလားကဲဒါနဲ့ကျွန်တော်လည်းအားပေးသွားကြဖို့တောင်းဆိုချင်ပါတယ်ဘောလို့လေးလည်းလုပ်ပါပေးကြပါဦးခင်ဗျပန်းတီဒီနားမှာကြာကျွန်တော်မြင်လိုက်ပါလေကျွန်တော်ပန်းတီကြာပါအော်မရပြီပန်းတီကြာပါပန်းတီကြွေကြတယ်ဘုကနှင်းတော့နော်နှင်းတောင်နေကျွန်တော်ပြီးကြမှာတော့မယ်အခုကျွန်တော်တစ်ပင်လေးပါနေပါဖို့မယ်မိုင်းတွင်းလေးပါလည်းကောင်းဝင်ကြည့်အောင်အော်ဒါနေကြပန်းနေမှာကြည့်လိုက်လာမနေကြပန်းနေလားမဟုတ်ပါတစ်တော်ဗျာကျွန်တော်ဒီလုံးကျွန်တော်ဒီပါလုံးမယ်โอเคတက်ခုံမယ်ကျွန်တော်ရက်တရာကြီးရှင်တောင်းရမယ်စပိုက်ဘေဝါမှာဒီကျွန်တော်လှုပ်ရှားရှိရလေကောင်းတယ်ရွာတွေ့အောင်ရှာကြည့်မယ်ကျွန်တော်ရွာရက်တရာတက်ရှိမှာပဲဖြစ်ပါတယ်ရက်တရာဆောမှာပဲဖြစ်ပါတယ်ဒီစားတော့ကလည်းလူရဲ့အဲ့တော့ကောင်းလေးဝှချိုးရတော့မင်းစိတ်တော့မကောင်းဘူးခါကြော့ကျွန်တော်ဒီတလီပိုင်းနဲ့ပါခုံးနေဒီပင်းရတမျိုးပဲဒီမှတော့မဟုတ်ဘူးဟုတ်ကဲ့ဆိုမိတန်ကြတဲ့တိတ်ချင်းတင်မှာဒီကြမှာဝင်ရထုံးလိုက်ရတန်ရောကြားနေရနော်ဒါကြောင့်โอ้ရှစ်ဘောမီယာမြဆရာကြီးရောနောက်ကလာနေရကျွန်တော်အထဲမှာထင်နေတာမီးဘလို့မြန်တူတန်ချာနေကြရလေပေါ်လာထေးလာပြီနော်ဒီနေ့
ပြီးကြမှာကျွန်တော်ဝင်ကြည့်မှာပြီးတော့ကျွန်တော်နည်းတဲ့ကောင်ရောမစင်လုံးမလုံးရပြီဟိုကျွန်တော်ထိုးလို့မိပါမီးဖို့ပဲဖြစ်ပါလေအဲ့တော့ကျွန်တော်မီးဖို့လည်းလုပ်ပြီးသွားပြီဒီစားကြီးချက်မယ်ကျွန်တော်လောက်ဝင်ကြည့်အောင်ညမောင်နေကျွန်တော်မတွေ့ဟိုအနေနဲ့ကျဲနော်တိုးရှင်တော့ကိုဟာတီးကဲကျွန်တော်တီးသွားရေးရှိပါတယ်ခင်ဗျာဗီဒီယိုလေးကတော့ဒီလောက်